အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်တို့လေးလာတော့မယ့်အကြောင်းအရာကတော့တကယ့်ကိုစိတ်ဝင်စားစရာကောင်းပါတယ်အောင်မြင်မှုနဲ့အခက်အခဲတွေကိုရင်ဆိုင်ကြော်ဖြတ်နိုင်မဲ့ခိုင်မာတဲ့ mindset တစ်ခုကိုဘယ်လိုတည်ဆောက်မလဲဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်ဒါကိုဘီသူကပညာရှင်တရားလို့သဘောထားပြီးအောင်မြင်မှုကိုစနစ်တကျတည်ဆောက်ယူမဲ့ခီးစဉ်တစ်ခုလို့ပြောရင်လည်းမမှားပါဘူးဒီတော့ဒီအကြောင်းတွေကိုဘယ်ကနေထုတ်နှုတ်ထားလဲဆိုရင်တော့ Carol D. Covey ရေးသားထားတဲ့ Mindset Paul is Success ဆိုတဲ့စာအုပ်ကနေအဓိကမြင်ညာထားတာပါဒီစာအုပ်ကကျွန်တော်တို့ဒီနေ့ဆွေးနွေးသွားမယ့်အယူအဆတွေအားလုံးအတွက်အခြေခံကြားစုလမ်းညွှန်မိပုံကြီးတစ်ခုဖြစ်ပါတယ်တကယ့်ကိုအသုံးဝင်တဲ့အချက်တွေအများကြီးပါဝင်ပါတယ်ကဲဒီနေ့ရှင်းလင်းတင်ပြချက်မှာအဓိကဘိုင်း၅ဘိုင်းပါဝင်ပါမယ်မတိစိတ်ရဲ့စွမ်းအားမဟာဗျူဟာကြားတဲ့ရည်မှန်းချက်တွေသတ်မှတ်ခြင်းအောင်မြင်ရဲ့အလေ့အကျင့်များကြာရှုံးမှုတွေကိုစီမံခန့်ခွဲခြင်းနဲ့အစိုးမစ်စစ်တွေကိုဖယ်ရှားခြင်းဆိုပြီးထိပါတယ်အချမ်းမင်းပြောရရင်တော့ကိုယ့်ရဲ့စိတ်တက်ခွန်အားကိုအခြေခံကနေစောက်ရစနစ်တကျဘလို့ပြန်လဲတိစောက်မလဲဆိုတာကိုအဆင့်ဆင့်မြင်တွေ့ရမှာပါပထမဆုံးအပိုင်းတစ်ဖြစ်တဲ့မတိစိတ်ရဲ့စွမ်းဆိုတဲ့ခေါင်းစဉ်ကနေစလိုက်ကြရအောင်ကျွန်တော်ရဲ့နေ့စဉ်အပြုအမူတွေကိုနောက်ွယ်ကနေဘလို့ထိန်းချုပ်နေသလဲဆိုတာနားလည်ဖို့ကတကယ်ကိုအရေးကြီးပါတယ်ဒီကိန်းဂဏန်းလေးကိုတစ်ချက်ကြည့်လိုက်ပါဦး90ရာခိုင်နှုန်းတဲ့အန်တော်စရာကောင်းတာကကျွန်တော်တို့လူစိတ်ရဲ့90ရာခိုင်နှုန်းကမတိစိတ်ဖြစ်နေတာပါပဲစဉ်းစားကြည့်နော်ကျွန်တော်တို့ပင်ပကပါနဲ့တက်ကြွဆက်သွယ်နေတဲ့အတိစိတ်က10ရာခိုင်နှုန်းလောက်ပဲရှိတာပါဆိုလိုတာကကျွန်တော်တို့နေ့စဉ်လုံးနေတဲ့လှုပ်ဆောင်ချက်အများစုကိုဒီမတိစိတ်ကြီးကပဲအပြည့်အဝလွှမ်းမိုးထားတာဖြစ်ပါတယ်ဒါဆိုဒီမတိစိတ်ကြီးကဘလို့အလိုလုပ်တယ်လဲသူကကျွန်တော်တို့ရဲ့နေ့စဉ်ဆုံးဖြတ်ချက်တွေအတွေးတွေအလေးအကျင့်တွေနဲ့ယုံကြည်မှုတွေကိုအလိုအလျောက်မတန်းတင်နေတဲ့စနစ်ကြီးတစ်ခုပါအမှန်တရားနဲ့စိတ်ကူးယုံမှုကိုတော့မခွဲခြားပဲနေ့ရောညပါအလိုလုပ်နေတာနော်စာအုပ်ထဲမှာတော်တော်လေးလာတဲ့ဥပမာတစ်ခုနဲ့ရှင်းပြထားပါတယ်ကားမောင်းတဲ့သူတယောက်ကိုမြင်အောင်ကြည့်လိုက်ပါကားမောင်းကျွမ်းကျင်သွားရင် clutch နဲ့ brake ကိုစဉ်းစားစရာမလိုပဲအလိုလျောက်နင်းတက်သွားသလိုမျိုးကျွန်တော်တို့ရဲ့စိတ်ကလည်းအသားကျနေတဲ့အလေးထားတွေကို autopilot စနစ်နဲ့အလိုလျောက်မောင်းနေတယ်ဖြစ်ပါတယ်ဒီတော့ဒီ autopilot အစနစ်ကိုလမ်းကြောင်းတက်တယ်ပေးနိုင်ဖို့ကအဓိကကြလာပါပြီအဲ့ဒီအတွက်အောင်မြင်မှုကိုပုံဖော်ကြည့်ခြင်းကတကယ်ကိုအေးပါပါတယ်ဒီနေရာမှာချမ်းသာကျင်လိုက်တာဆိုရက်ရေရမရှိတဲ့စန္ဒတွေလောင်းနေတော့မရဘူးနော်ကိုလိုချင်တဲ့အင်ရတိကျတဲ့အသွင်ဖြင့်ဒါမှမဟုတ်ကိုယ်နာမည်နဲ့ရုံခန်းဆက်တဲ့ဖြင့်အလွန်တိကျတဲ့ကြားလေပုံရိပ်တွေကိုစိတ်ကူးထဲမှာအသေးစိတ်ပုံဖော်ပေးရပါမယ်ဒါမှဒါမတိစိတ်ဆိုတဲ့စနစ်ကြီးအတွက်မြေပုံတစ်ခုဖန်တီးပေးနိုင်မှာဖြစ်ပါတယ်ဟုတ်ပြီအပိုင်းနှစ်ကိုဆက်သွားအောင်မဟာဗျူဟာကြတဲ့ရီမန်းချက်တွေတတ်မှတ်ခြင်းအပိုင်းမှာစစ်ကူးတွေကိုလက်တွေ့ကြတဲ့မူပေါင်းတွေဖြစ်ဘယ်လိုပြောင်းလဲမလဲဆိုတာဆွေးနွေးကြပါမယ်ကျွန်တော်တို့ကြီးမားတဲ့ရီမန်းချက်ကြီးတွေကိုမြင်တဲ့အခါစိတ်ဖိစီးပြီးအစောပိုင်းမှာတည်းလက်ညှို့ခြင်းစိတ်ဖြစ်ဖူးကြတယ်မဟုတ်လားဒါကိုကြော်လာဖို့စာအုပ်ထဲမှာပြထားတဲ့နီလန်းလေးကတော်တော်လေးမိုက်ပါတယ်ကြီးမားတဲ့ရီမန်းချက်ကိုအပိုင်းလေးတွေခွဲခြားလိုက်တာပါပဲဥမာကိုလေးချင်းကီလို100ချဖို့ဆိုတဲ့ကြီးမားတဲ့ဖိမှတ်ကြီးကို10ကီလိုစီချဖို့ဆိုတဲ့တင်းငယ်တဲ့ဖိမှတ်10ကိုဖြစ်ခွဲခြားဖြစ်လိုက်တာမျိုးပေါ့ဒီလိုလောက်လိုက်ရင်စိတ်ဖိစီးမှုလဲလျော့သွားသလိုအရှင်ဟုံမပြတ်ပဲဆက်လက်လှုပ်ရှားနိုင်စေပါတယ်နောက်ထပ်သတိထားရမယ့်အချက်ကတော့အချိန်ကန့်သက်ချက်သတ်မှတ်တာပါပဲကိုအရန်ဖီအားပေးပြီးဖြစ်နိုင်ခြင်းမရှိလောက်အောင်တိုးတောင်းလို့နဲ့အချိန်ကန့်သက်ချက်တွေပေးလိုက်ရင်စိတ်ဖိစီးမှုတွေမြင့်တက်လာပြီးမာရွနဲ့ဆုံးဖြတ်ချက်တွေချမိတတ်ပါတယ်ဒါကြောင့်စိတ်ဖိစီးမှုကင်းဝေးစေဖို့လုံလောက်တဲ့အချိန်တစ်ခုတော့ပေးရပါမယ်ဒါပေမဲ့ပေါ့နေလို့ရရလို့ဆိုလိုတာမဟုတ်ဘူးနော်မိမိရဲ့တိုးတက်မှုကိုတော့အမြဲတမ်းစောင့်ကြည့်မှတ်တမ်းတင်ပြီးတက်ကြွရှိနေဖို့တော့လိုအပ်ပါတယ်ရီမန်းချက်တွေချမှတ်ပြီးပြီဆိုရင်တော့အပိုင်း3ကိုဆက်ကြရအောင်အောင်မြင်သူတွေရဲ့အလေးအကျင့်များအကြောင်းပါတကယ်တော့နေစဉ်လို့ဆောင်ချက်တွေကသာကျွန်တော်တို့အောင်မြင်မှုကိုဆုံးဖြတ်ပေးသွားမှာပါဒီစောင်းမှာဖော်ပြထားတဲ့ထိတ်တန်းအလေးအကျင့်10ခုထက်ကအထီးအောင်ဆုံးအချက်တွေကိုကြည့်လိုက်ရအောင်မနက်စောတော့ထပြီးတိတ်ဆိတ်ငြင်းသက်စွာအလုပ်လုပ်တာအလွန်အငင်းတီးခန့်တတ်တာနဲ့နေ့စဉ်အနောက်ရဲ့ရှက်တွေကိုရှောင်ရှားတာတွေကတကယ်ကိုမဟာဗျူဟာမြောက်အားတာချက်တွေကိုဖန်တီးပေးပါတယ်အာယုံစူးစိုက်မှုကောင်းရင်ဆိုတာအောင်မြင်သူတွေရဲ့နေ့စဉ်သုံးလက်နက်တစ်ခုလို့တော့တင်စားလို့ရပါတယ်ဒီအချိုးအစားလေးကတကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်နားထောင်ခြင်းနဲ့စကားပြောခြင်းအချိုးအစားပါအောင်ငယ်တွေကလေးလာတင်ယူဖို့အတွက်85ရာခိုင်နှုန်းအချိန်ပေးနားထောင်ပြီး25ရာခိုင်နှုန်းသာစကားပြောတတ်ကြပါတယ်တရင်ချက်လက်တွေကိုဒေရှာချေဖြက်ပြီးမှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ကိုယ့်ရဲ့ချင်းကိုအကောင်းဆုံးသုံးဖြတ်တာဟာထီရောက်တဲ့စိတ်နဲ့သဘောထားရဲ့အတိကလက္ခဏာတစ်ခုပါပဲနောက်ထပ်တိတာတွေကြွားချချက်တစ်ခုကတော့အခြေအနေကိုထိုင်ဆောင်ပြီးတုံ့ပြန်တာနဲ့ကိုယ်တိုင်ကြိုတင်ပြင်ဆင်ဆောင်ရွက်တာပါပဲကံကောင်းမလားဆိုပြီးထိုင်ဆောင်နေတာမျိုးအခြေအနေတွေအပေါ်မှာလိုက်လံတုံ့ပြန်နေတာမျိုးမဟုတ်ပဲအနာဂတ်ကိုကြိုတင်ခံမှန်းတဲ့အစီအစဉ်တွေဆွဲတယ်ပြီးတော့မိမိရဲ့အနာဂတ်ကိုပုံဖော်ဖို့ကြိုတင်လုံရှားဆောင်ရွက်ကြပါတယ်ဒါဟာအောင်မြင်တွေရဲ့ပြတ်သားတဲ့လောက်ဆောင်ရွက်ခြေတွေပါပဲရှစ်ဆက်လန်းတဲ့အခါအခက်အခဲဆိုတာကတော့မလွဲမသွေကြုံရမှာပါပဲဒီတော့အပိုင်းလေးကြာရှုံးမှုတွေကိုစီမံခန့်ခွဲရင်အပိုင်းကိုကြည့်ကြရအောင်ဒီလိုအခက်အခဲတွေကိုရင်ဆိုင်ဖို့ခိုင်မာတဲ့ဒိုင်းလွှားတစ်ခုလိုအပ်လာပါပြီအ
အလွယ်တကူလက်လျှော့တတ်သူတွေနဲ့အောင်မြင်သူတွေရဲ့ကွာခြားချက်ကဒီနေရာမှာအရန်ကိုထင်ရှားပါတယ်လက်လျှော့တတ်သူတွေကကြာရှုံးမိဆိုတာနဲ့ဒါဟာသူတို့ရဲ့ပြောင်းလဲလို့မရတဲ့ကံကြမ္မာပဲလို့ယုံကြည်ပြီးပထမဆုံးအသားအစီးမှာတင်အရှုံးပေးတတ်ကြပါတယ်ဒါပေမဲ့အောင်မြင်သူတွေရဲ့စိတ်နေသဘောထားကတော့အဲ့လိုမဟုတ်ပါဘူးအမားတွေကိုတေချာသုံးတတ်တယ်မဟာဖြူဟာရီကိုလိုအပ်တယ်လို့ပြင်ဆင်ပြောင်းလဲတယ်ပြီးတော့နောက်တစ်ချိန်ပြန်ကြိုးစားဖို့ဇွဲလုံးလာနဲ့ရှေ့ဆက်ကြပါတယ်ဒီတော့ဒီဆောင်ပုတ်လေးကိုအမြဲတမ်းမှတ်သားထားစေချင်ပါတယ်ဘယ်တော့မှကြာရှုံးမှုမဟုတ်ပါဘူးအမြဲတမ်းသင်ခန်းစာတစ်ခုပါပဲတဲ့ဒါဟာအောင်မြင်သူတွေရဲ့အကြီးမားဆုံးခံယူချက်ပါကိုလုလိုက်တဲ့အမားတစ်ခုကနေရလိုက်တဲ့သင်ခန်းစာကိုလုံးဝလစ်လူရှူလိုက်မှသာတကယ်ကြာရှုံးမှုအစစ်အမှန်ဖြစ်သွားတာပါဆိုတဲ့ခိုင်မာတဲ့အမြင်ကိုဒီအချက်ကမီးမောင်းထိုးပြနေပါတယ်ဆိုးရွားတဲ့အခက်အခဲတွေနဲ့ကြုံလာရတဲ့အခါခံစားချက်တွေကိုစီမံခန့်ခွဲဖို့လက်တွေ့ကျတဲ့အနေမျိုးဟာတွေရှိပါတယ်ပထမဆုံးအနေနဲ့လိုအပ်တဲ့ခံစားချက်ကိုခန်းစားခွင့်ပြုလိုက်ပါပြီးရင်အထက်ပြင်းပြင်းရှုသွင်းပါအဲ့ဒီဖြတ်တနာတွေကနေအပြုသဘောဆောင်တဲ့အချက်တစ်ခုကိုရှာဖွေပါနောက်ဆုံးမှာရရှိလိုက်တဲ့သင်ခန်းစာကိုခြာရေးပါဒါစိတ်ခံစားမှုအရန်ပြင်းထန်နေတဲ့အခြေအနေကနေတိဆောက်မှုဆိုင်ရာသင်ယူမှုအတွေ့အကြုံတစ်ခုဖြစ်ပြောင်းလဲပြလိုက်တဲ့အကောင်းဆုံးနည်းလမ်းပါပဲအခုဆိုရင်ကျွန်တော်တို့ခိုင်မာတဲ့စိတ်နဲ့သဘောထားတစ်ခုကိုတိဆောက်ပြီးသွားပြီလို့ဆိုနိုင်ပါတယ်ဒါပေမဲ့ဒီလိုတိဆောက်ထားတာတွေကိုဘယ်လိုကာကွယ်မလဲဒါကအပိုင်းကအစိုးမြင်စိတ်တွေကိုဖယ်ရှားချက်အပိုင်းဖြစ်ပါတယ်ပထမဆုံးသူတိထားရမှာကတော့စိတ်အတောက်ဖြစ်စေတဲ့လူတွေပါပဲသူတို့ကကျွန်တော်တို့ရဲ့စွမ်းရည်တွေကိုစုပ်ယူပြီးအစိုးမြင်တဲ့ထင်မြင်ချက်တွေကိုဖန်တီးတတ်ကြပါတယ်စာရေးတို့ရဲ့တင်ကြတဲ့အကြံပြုချက်ကပါလဲဆိုရင်အဲ့ဒီလိုလူတွေကိုရှောင်လွှဲလို့မရဘူးဆိုရင်တောင်ကိုယ့်ရဲ့အောင်မြင်မှုအစီအစဉ်တွေကိုသူတို့နဲ့လုံးဝသွားမပြဝေးပါတယ်တဲ့ကိုယ့်ရဲ့ရည်မှန်းချက်တွေကိုလျှို့ဝှက်ထားခြင်းကအကောင်းဆုံးအကာအကွယ်တစ်ခုပါပဲလူတွေမကဘူးနော်ကျွန်တော်တို့ရဲ့နေ့စဉ်လူနေမှုပုံစံရွေးချယ်မှုတွေကလည်းစိတ်ပိုင်းဆိုင်ရာအပေါ်တိုက်ရိုက်တက်ရောက်မှုရှိနေပါတယ်ဥပမာကျမိုင်းနဲ့ညီညွတ်တဲ့အစားအစာစားတာရေလုံလောက်စွာတောက်တာတွေကစွမ်းအင်ကိုတိုးစေပါတယ်တခြားနဲ့ကဖင်ဓာတ်တွေကတော့ရေရှည်မှာပင်ပန်းနွမ်းနယ်မှုကိုဖြစ်စေနိုင်ပါတယ်ကိုလည်းလူရှာလိချင်ကလောက်တာကစိတ်ဖိစီးမှုကိုရောကြစေပြီး9နိုင်နေ့က10နိုင်တီကောင်းကောင်းအိပ်ဆက်ခြင်းကစိတ်ကိုကြည်လင်စေပါတယ်ခန္ဓာကိုကျမိုင်းနဲ့စိတ်ပိုင်းဆိုင်ရာကြည်လင်မှုကအများအားတိုက်ရိုက်ဆက်ဆက်နေတယ်ဆိုတာမမေ့ပါနဲ့ပင်ပန်းကအရာတွေကိုကာကွယ်ရုံသာမကပဲအတွင်းစိတ်ကိုပါကာကွယ်ဖို့လက်တွေ့အထုံးချနိုင်တဲ့နီးလန်းတွေလည်းရှိပါတယ်မိမိရဲ့အစိုးမြင်တတ်တဲ့အလေးအကျင့်တွေကိုသိရှိနားလည်ထားဖို့အနာဂတ်မှာကြုံလာနိုင်တဲ့အတားအဆီးတွေကိုကြိုတင်ခံမှန်းဖို့နေ့စဉ်ကျေးဇူးတင်တဲ့အလေးအကျင့်လို့ဆောင်ဖို့နဲ့ကိုစုချဖို့စကားတွေပါဝင်ပါတယ်အထူးသဖြင့်နေ့စဉ်ကျေးဇူးတင်ကြောင်းမှတမ်းရေးသားခြင်းဟာအစိုးမြင်စိတ်တွေကိုအမြင့်ပြည့်ဖြစ်စီးပြင်းနိုင်တဲ့တကယ်ကိုထိရောက်တဲ့လက်နက်တစ်ခုလို့ဖော်ပြထားတာပါကဲကျွန်တော်တို့ရဲ့ရှင်းလင်းတင်ပြချက်လေးအဆုံးသတ်ကိုရောက်လာပါပြီဒီစောက်ကနေပေးချင်တဲ့နောက်ဆုံးလုံးအဆုံးကိုမေးခွန်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ဒီကနေ့မိမိရဲ့နေ့စဉ်အလေးချင်းတွေနဲ့ဘယိုမျိုးစေ့တွေကိုစိုက်ပျိုးနေပါတယ်လဲဆိုတာပါပဲကိုစိုက်တာကိုရိတ်သိမ်းရမှာပါပဲလက်ရှိလက်ပတ်နေတဲ့မိမိတို့ရဲ့နေ့စဉ် autopilot စနစ်ကြီးကအောင်မြင်မှုစီကိုဦးတည်မောင်းနေနေတာလားဒါမှမဟုတ်တာမန်ဘဝတစ်ခုစီကိုပဲတွားနေရလားဆိုတာကျွန်တော်တို့အားလုံးတွေ့တကယ်ကိုစဉ်းစားစရာပါပဲဆက်ပြီးတော့လေ့လာခြင်းစီတွေဖြစ်ပေါ်လာစေဖို့ဒီမေးခွန်းလေးနဲ့ပဲဒီနေ့တော့နှီးကုန်းချိုးလိုက်ပါစေအားလုံးပဲကျေးဇူးတင်ပါတယ်